Microsoft နဲ့အခုလိုမျိုးစာအေးကြီးပေါ်မှာစာကွေးပြီးတော့ print ထုတ်နည်းရဲ့အခုလိုမျိုးမြင်းချောင်းပါတဲ့စာအိတ်ပေါ်မှာမြင်းချောင်းလေးပေါ်တက်နေအောင်စာစီ print ထုတ်နည်းကိုမျှဝေပေးပါမယ်။မြင်းချောင်းပါတဲ့ဒီစာအိတ်အသေးပေါ်မှာစာစီ print ထုတ်ဖို့အရင်ဆုံးစာအိတ် size နဲ့ဒီအပေါ်မှာပြထားတဲ့ margin တွေသတ်မှတ်ပေးရပါမယ်။စာအိတ် size က envelope C6 landscape ထားမယ်။ margin က top မှာ2လက်မှာ bottom မှာ 0.5 left မှာ 1.7 right မှာ 0.5OK နှိပ်မယ်အင်္ဂနောလို့ပေါ်လာရင်လည်းအင်္ဂနောကိုထပ်နှိပ်မယ်အဲ့ဒါလေးလက်တွေ့သွားဖို့စာရွက်အသစ်ယူလိုက်ပါမယ် Finder blank document layout page ရဲ့မြားကောင်းလေးကိုနှိပ်လိုက်ပါမယ်ဒိုင်ယန်လောက်ပေါ်လာပြီဆိုရင် paper ကိုရွေးမယ် paper size မှာအခု letter ဖြစ်နေတာကို envelope C6 ကိုရွေးလိုက်မယ် margin ကိုနှိပ်မယ်စာရွက်ကို clear landscape ထားမယ်တော့မှာ2လက်မှာတက်ကြီးခုံပြီးတော့နောက်တစ်ခွက်ကိုရွှေ့ပါမယ် bottom မှာ 0.5 တက်ကြီးခုံပါတယ်လက်မှာ 1.7 right မှာ 0.5 OK နှိပ်မယ်အင်္ဂနောကိုနှိပ်မယ် control ကိုနှိပ်ပါသို့မဟုတ် home တက်ထဲက align center ကိုရွေးပါစာရေးပေါ်မှာစာစပြီးတော့ရိုက်လို့ရပါပြီကိုရေးရတဲ့စာကိုစီလိုက်ပါအခုလိုမျိုးစာစီပြီးတော့ပြီဆိုရင် control A ကိုနှိပ်ပါ layout တက်ထဲကafter မှာ 1.5 လို့ရိုက်ထည့်ပါ enter ခောက်ပါဒါဆိုရင်စာစီချင်းကဏ္ဍပြီးပါပြီစာအေးအကြီးပေါ်စာရိုက်နည်းကတော့လွယ်ပါတယ် paper size က envelope DN ရွေးမယ် layout ရဲ့အောက်ထက်က vertical alignment မှာစင်တာထားမယ် orientation မှာထုံးစံတိုင်း landscape ကိုထားမယ် margin က 0.5 ပတ်လည်သတ်မှတ်မယ်စာရွက်အသစ်ယူလိုက်ပါမယ် Finder blank document layout တဲ့ page group ရဲ့မြားကောင်းလေးကိုနှိပ်လိုက်ပါမယ်ဒိုင်လောက်ပေါ်လာပြီဆိုရင် paper ကိုနှိပ်မယ် paper size မှာ letter ဖြစ်နေတာကို envelope DL ကိုရွေးမယ် layout ကိုနှိပ်မယ် vertical alignment မှာ top ဖြစ်နေတာကိုလည်း center ကိုရွေးမယ် margin ကိုနှိပ်မယ် landscape ကိုနှိပ်မယ် margin က top မှာလည်း 0.5 bottom မှာလည်း 0.5 left မှာလည်း 0.5 right မှာလည်း 0.5 OK နှိပ်မယ်အင်္ဂနောကိုနှိပ်မယ် control E ကိုနှိပ်မယ် text box ခေါ်ပြီးတော့လည်းစာရိုက်လို့ရပါတယ် control E ကိုနှိပ်တဲ့ center ကတော့ပုံမှန်စာစီရိုက်လုပ်တဲ့ center နဲ့အတူတူပါပဲခုနတုန်းကရွေးခဲ့တဲ့ center ကတော့ top နဲ့ bottom ကိုမျှပြီးတော့ယူဖို့ဖြစ်ပါတယ်စာစပြီးတော့ရိုက်ပါမယ်မြန်မာစာရေးချင်တာဆိုရင်ပြည်ထောင်စုဖောင်ကိုရွေးပါ font size ကတော့စာအိတ်အကြီးဖြစ်တဲ့အတွက်73လောက်ထားလိုက်ပါမယ်မန္တလေးမြို့အန်ဒါခောက်ပါမယ်ခုလိုမျိုးစာစီပြီးသွားပြီဆိုရင်ကာလာလေးနဲ့ထုတ်ချင်တာဆိုရင်တော့ font color မှာကိုကြိုက်တဲ့ color ကိုရွေးပါစာစီပြီးလို့ print ထုတ်တော့မယ်ဆိုရင် file print printer property portrait ကိုရွေး OK နှိပ်ပါမှတ်ချက် print ထုတ်မယ်ဆိုရင်ဒီကောင်းကိုအောက်ကနေထားပြီးတော့အခုပုံစံတိုင်း printer ထဲကိုထည့်ပါစာအေးအကြီးရောအသေးပါအခုနည်းအတိုင်း print ထုတ်ပါ Finder print printer property ခုဒီနေရာမှာ landscape ဖြစ်နေပါတယ် portrait ကိုရွေးပါမယ်အခုတိုင်း color လေးနဲ့ထုတ်မယ်ဆိုရင် OK နှိပ်လို့ရပါပြီဖြူမဲနဲ့ထုတ်ချင်တာဆိုရင်တော့ grayscale ကိုရွေးပါ OK နှိပ်ပါပုံမှန်တိုင်း print ထုတ်လို့ရပါပြီစာအိတ်ပေါ်မှာစာကိုကွေးပြီးတော့စာစီ print ထုတ်ချင်တယ်ဆိုရင် insert တဲ့ shape ထဲကနေ text box လေးခေါ်လိုက်ပါ shape ဖေးမှာ no fill ပညာအလင်းရောင်ကွန်ပျူတာပညာဒါနသင်တန်းစာအောက်ကျသွားတယ်ဆိုရင်အလယ်ကအလုံးလေးပေါ်ကိုနှစ်ဖက်မြားလေးပေါ်လာအောင် pointer တင်ပြီးတော့ဆွဲချက်လိုက်ပါ format ကိုနှိပ်ပါ style group ထဲကတက်အဖက်ရဲ့ down arrow လေးကိုနှိပ်ပါ transform ထဲကအပေါ်ကိုခုံးတဲ့ပုံစံလေးကိုရွေးလိုက်ပါမယ်စာအကုန်းနေတယ်ဆိုရင်ဒီအလယ်ကအလုံးလေးပေါ်ကို pointer တင်ပြီးတော့နှစ်ဖက်မြားလေးပေါ်လာတယ်ဆိုရင်အောက်ကိုနည်းနည်းလေးဆွဲချဲ့ပါခုလိုမျိုးကိုကြိုက်တယ်လို့ချိန်လို့ရပါတယ်
ဒီ test box မှာဘောင်ပါနေတဲ့အတွက် shade online မှာ no online test box ကိုလည်း color ထည့်ခြင်းနဲ့ဆိုရင်ထည့်လို့ရပါတယ်ခုလိုမျိုးစာကအပေါ်ကိုပြောင်းနေတယ်ဆိုရင်ဒီစာကိုအောက်ကိုနည်းနည်းလေးချပေးပါမယ်မန္တလေးရဲ့ရှေ့မှာကာစာချပါမယ်အန်ဒါနှိပ်ပါမယ် test box ကိုအထက်နည်းနည်းလေးရွှေ့လိုက်ပါမယ်ကြည့်လို့အဆင်ပြေသွားပါပြီ print ထုတ်လိုက်ရုံပါပဲ